မှားခဲ့တယ်ဆိုတဲ့တခြင်းလေးနဲ့ပြန်လည်တင်ဆက်ခြင်းနဲ့ဒီတခြင်းလေးကကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်ပေါ့နော်1991 92ဝန်းကျင်လောက်ကဖြစ်မယ်ဒီတခြင်းကမူရင်းကကချင်ချင်းပေါ့နော်ရေးတာကကိုထွယ်လီရေးထားတဲ့တခြင်းပါဆိုတာအဲ့တုန်းကဒီဝါဒူပရီလုံးဆိုတာပေါ့နော်အိမ်တော်ပြန်နေပြီဖြစ်တဲ့ဝါဒူပရီလုံးဆိုထားတဲ့တခြင်းလေးပါသူကဂျောင်ဒတ်တန်လို့အမည်ရတယ်ဒါပေမဲ့ဒီတန်စင်လေးကိုကုံညက်ပေါ့နော်ဟိုထွင်တင်ကသူကနှစ်သက်ပြီးမှဒီတန်စင်လေးမှာသူစာသားထည့်ပြီးမှကုံညက်ဆိုခဲ့တဲ့တခြင်းလေးဖြစ်တယ်ချစ်တတ်တဲ့ကျွန်တော်တို့ယူသားဖြူစင်တဲ့အနစ်နာခံစွန့်လွတ်ခြင်းပေးဆက်ခြင်းဆိုတဲ့ဌာနေသူလေးတွေတောင်ပေါ်သူလေးတွေရဲ့နှလုံးသားလေးကိုသူကဖွဲ့ပြီးရေးထားတယ်လို့ကျွန်တော်ကသိရတယ်အဓိကတော့ကျွန်တော်တို့ကချင်ပြည်နယ်ကရေးတဲ့တခြင်းလေးတွေတခြင်းဟောင်းလေးတွေတခြင်းကောင်းလေးတွေရဲ့နောက်ခံသမိုင်းနဲ့တီးလေးတွေကိုလည်းသိပေခြင်းတလို့ဒီချင်းလေးတွေကိုပြန်လည်ခန်းစားရရှိနိုင်ဖို့အတွက်ကျွန်တော်ဒီမှာကချင်ပြည်နယ်မှာရှိနေတဲ့ကျွန်တော်ညီကိုလေးတွေပေါ့နော်အခုတက်တစ္ဆလူငယ်တွေအရန်တော်ပါတယ်သူတို့လေးတွေနဲ့ကျွန်တော်ကပြန်ပြီးအတက်နိုင်လို့စူးစမ်းပြီးဖန်တီးထားတဲ့တခြင်းလေးတွေဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်Generator